ဒီနေရာတစ်ခုကတော့လူရိုင်းနေရဖြစ်နေတယ်လူရိုင်းတဲ့ချင်းနဲ့ဖွင့်တာတလုံးမှနားမလည်ဘူးကြည်ရသူ့ရဲ့တော်လိုက်တဲ့အရင်တော့ကပစ္စည်းတွေနော်ဒါလေးတွေဒါသိတဲ့လောက်ထားတာပဲနေရ$88နဲ့60ဆယ်ဆိုတော့နည်းမှာမဟုတ်နော်သူများလဲတစ်ချောင်းကို20ကျော်ဒီသိနေရတယ်လမ်းချောင်းနေကြဈေးကြီးမှကြီးတယ်ပစ္စည်းဟောင်းတွေတန်ဖိုးတယ်ဆိုတာအဲ့ဒါပဲအခုတိကျနေပြီလေသူတို့လက်ရတယ်ပေါ့ဒီမှာမက္ကဆီကိုနဲ့နီးနေဆိုတော့လေမက္ကဆီကိုပဲလာကြတာများတော့ကွာဒီတောင်တက်ကူမှကြီးပြောစရာကြီးတယ်နော်ဒါကြောင့်ချစ်မှုငယ်ချင်းတို့လည်းပြပေးတာပြပါတယ်လာရတာလည်းဝေးတယ်ကွာကြားတယ်များပါတယ်ဒီနေရာ